ရေကိုဆိုတော့ဒါ H2O လို့ခေါ်ပါတယ် H2O ပါဒါကိုရေလို့ခေါ်တာဖြစ်ပါတယ်ရေပါရေနဲ့အရေနဲ့ကမတူပါဘူးရေပါရေရဲ့နောက်ပြီးတော့ကျွန်တော်ဆော်ဒါပေါ့နော်ဆော်ဒါဆိုတာဘာလဲဆိုရင်ရိုးရိုးရေ H2O ရိုးရိုးရေကိုမှကျွန်တော်အားလုံးပဲမင်္ဂလာပါတပါ Secret Channel ပြန်လည်ကြိုလိုက်ပါတယ်ဒီနေ့ကို knowledge sharing လုပ်ပေးခြင်းတဲ့အကြောင်းအရာကတော့reflection drain တွေအကြောင်းဖြစ်ပါတယ် non alcoholic တွေက reflection drain တွေပေါ့နော် reflection drain တွေကဘာလဲဆိုရင်အသေးစိတ်လေးရှင်းပြပေးမယ် reflection drain ဆိုတာကတော့နံပါတ်1ကျွန်တော်တို့ fruit juice တွေပါမယ်နံပါတ်2 soft drink တွေပါမယ်နံပါတ်3lemon တွေပါမယ်နော်ဒီ3ခုကိုအသေးစိတ်လေးရှင်းပြပေးမယ်နံပါတ်1 fruit juice တွေဆိုတာဘာလဲဆိုလို့ရှိရင် fruit juice ဆိုတာကတော့တစ်တီးတွေကနေရတဲ့အရည်တွေဆိုလိုတာဖြစ်ပါတယ်ဥပမာအားဖြင့် lemon tea lime orange စတဲ့အသီးပေါင်းစုံနဲ့ရတဲ့အရည်တွေဖြစ်ပါတယ်ဒီသီးတွေကိုကြိတ်ချီပြီး blend လုပ်ပြီးတော့ရတဲ့အရည်တွေကိုဆိုလိုတာဖြစ်ပါတယ်ရှိုးရှင်းပါတယ်ဒါကတော့ဒါ fruit juice တွေကိုဆိုလိုတာပါဒါတစ်တီးတွေအသီးတွေကရတဲ့အရည်fruit juice နံပါတ်2ကျတော့ကျွန်တော် soft drink ပေါ့နော် soft drink ဆိုတာ soft drink မှာဘာတွေပါမလဲဆိုရေပါမယ် soda ပါမယ် sparkling water ပါမယ်ပေါ့နော်ရေပါမယ်ဆိုလို့ရှိရင်ရေဆိုတာဘာလဲဆိုကျွန်တော်တောက်တုံးနေတိုင်းဒါရေဓာတ်ကိုရေလို့ခေါ်တယ်ရေဆိုတာဒါကျွန်တော် H2O ပေါ့နော် H2O ဆိုတာဘာလဲလို့ပြောရင် hydrogen နှစ်ဆ oxygen တစ်ဆပေါ့နော် hydrogen ကျွန်တော်တို့atom hydrogen atom လေးနှစ်ဆနဲ့hydrogen ကိုဘာလဲလို့ပြောလို့ရှိရင် hydrogen ဆိုတာတဘာဝဓာတ်ငွေ့ကိုပြောတာပါဓာတ်ငွေ့လို့ကျင်းအသေးစိတ်အကြမ်းမြင်သိတာပါhydrogen ဆိုတာဓာတ်ငွေ့ hydrogen ရဲ့ဟို hydrogen နှစ်ဆရဲ့ oxygen တစ်ဆပါ oxygen ဆိုတာကတော့လေပေါ့နော်ကျွန်တော်စုတွင်းနေတဲ့လေကိုခေါ်တာပါဓာတ်ငွေ့နဲ့လေနဲ့ပေါင်းပြီးတော့အရည်ဖြစ်တာရေပေါ့နော် hydrogen နှစ်ဆ oxygen တစ်ဆဒီ atom နှစ်ခုပေါင်းပြီးတော့ရေကိုဆိုတော့ဒါ H2O လို့ခေါ်ပါတယ် H2O ပါဒါကိုရေလို့ခေါ်တာဖြစ်ပါတယ်ရေပါရေနဲ့အရေနဲ့ကမတူပါဘူးရေပါရေရဲ့နောက်ပြီးတော့ကျွန်တော်ဆော်ဒါပေါ့နော်ဆော်ဒါဆိုတာဘာလဲဆိုရင်ရိုးရိုးရေ H2O ရိုးရိုးရေကိုမှကျွန်တော်ကာဗွန်ဒိုင်အောက်ဆိုက် CO2 လို့ခေါ်တဲ့ကာဗွန်ဒိုင်အောက်ဆိုက်ထပ်ပေါင်းနေတာလည်းအရည်ကိုဆိုလိုတာပါဒါဆော်ဒါကိုရိုးရိုးရေနဲ့ကာဗွန်ဒိုင်အောက်ဆိုက်ပေါင်းထားတဲ့ရေကိုကျွန်တော်တို့ဆော်ဒါလို့ခေါ်တာဖြစ်ပါတယ်ဒါကိုဆော်ဒါပါရေက H2O ဟိုမှာကရိုးရေနဲ့ကျွန်တော်တို့ကာဗွန်ဒိုင်အောက်ဆိုက်ပေါင်းထားတဲ့ရေဒါကိုဆော်ဒါလို့ခေါ်တာဖြစ်ပါတယ်နောက်တစ်ခုက sparkling water ပေါ့နော် sparkling water မှာကျွန်တော်တို့အမျိုးအစားအများကြီးရှိတယ် sparkling water မှာတကယ် sparkling water ကကျွန်တော် naturally mineral sparkling water ပေါ့နော် naturally mineral sparkling water ဆိုတာကတတူတကြွယ်ဝတဲ့ဒီကျွန်တော်တို့တဘာဝအတိုင်းထွက်တဲ့ရေပေါ့နော်ကျွန်တော်ဒီ H2O မှာကျတော့တဘာဝအတိုင်းထွက်တဲ့ရေကိုမှသူကပြန်တန့်စင်ထားတဲ့ရေပေါ့နော်ဒါကတော့ H2O ဒီမှာကျွန်တော် naturally sparkling water မှာကျတော့တဘာဝအတိုင်းရေကိုမှတဘာဝအတိုင်းပြန်လဲဘူးသွတ်ထားတဲ့ရေဆိုတာဖြစ်ပါတယ်တဘာဝတိုင်းရေဆိုတော့ဘယ်လိုလဲဆိုတောင်ကြားရေတို့စမ်းကြောင်းရေတို့ဥမာတွင်းရေတို့ဒီရေတွေမှာကျွန်တော်တို့ဆိုနီယမ်ဓာတ်တွေပါမယ်ကယ်လ်ဆီယမ်ဓာတ်တွေပါမယ်မက်ဂနီဆီယမ်တွေပါတယ်ဒီဓာတ်တွေပါဝင်ပြီးသားရေပေါ့နော်ရေမှာဒါဂတ်သူ့မှာပါတယ်ဂတ်ပါဝင်ပြီးသားပေါ့နော်အဲ CO2 ပါပြီးသားရေဒီ naturally အကုန်လုံးကတဘာဝအတိုင်းရလာတဲ့ရေပေါ့နော်တဘာဝတိုင်းရလာတဲ့ sparkling တဘာဝတိုင်းရလာတဲ့ရေကိုမှတဘာဝတိုင်းဂတ်ကိုပြန်ထည့်ထားတဲ့ရေကို sparkling water လို့ခေါ်တာဖြစ်ပါတယ် sparkling water ပေါ့နော် naturally sparkling water မှာအများကြီးကွာသေးတယ်ဂတ်ထဲပုံထဲမီကွာတာပေါ့နော်အချို့ sparkling water မှာဒီဓာတ်ခွဲခန်းကလုပ်တဲ့ CO2 ပေါ့နော်ဓာတ်ခွဲခန်းကလုပ်တဲ့ကာဗွန်ဒိုင်အောက်ဆိုက်ကိုထည့်တယ်အဲ့ဒါကြတော့ဈေးနည်းနည်းတက်တာမယ်ဒီဓာတ်ခွဲခန်းလောက်တဲ့ကာဗွန်ဒိုင်အောက်ဆိုက်မဟုတ်ပဲねဒီတဘာဝတိုင်းရတဲ့ကာဗွန်ဒိုင်အောက်ဆိုက်ကိုတဘာဝတိုင်းရတဲ့လေဦးတွေကတဘာဝတိုင်းရတဲ့ဒီ naturally ရတဲ့ကာဗွန်ဒိုင်အောက်ဆိုက်ကိုပြန်ထည့်ပြီးတော့ပေါင်းစပ်ထားတဲ့ဒီ sparkling water တွေဆိုလို့ရှိရင်ဒီမှာပြတာပြင်မယ်ဒီ sparkling water တွေမှာ semino တို့ပါတို့เนาะဒီဟာအဲ့ဒီ sparkling water ရေတွေကျွန်တော် sparkling water ဆိုလို့ရှိရင်တဘာဝအတိုင်းတဘာဝအတိုင်းရတဲ့ရေကနေမှတဘာဝတိုင်းရတဲ့ရေကနေတဘာဝတိုင်းကာဗွန်ဒိုင်အောက်ဆိုက်ထည့်ပြီးတော့sparkling water လောက်တာဟုတ်ဖြစ်ပါတယ်ဒီ drain တွေတချို့ဒီ drain တွေကဈေးကြီးပါတယ်ဒါကျွန်တော်တို့ဒါအင်္ဂလိပ်တွေကတကယ် naturally ပေါ့နော်သူတို့တကယ်တဘာဝရေစစ်ကိုတောက်ကျင်တယ်ဆိုရင်ဒီရေပေါ့နော်ဒီ sparkling water ကိုသူတို့မှာပါတယ်ဒါကဈေးကြီးပါတယ်
ဒါကတော့ခုပြောပြတာရေရဲ့ soda ရဲ့ sparkling water ဖြစ်ပါတယ်ဒါကဗာတင်သားတွေမှာဒီကိုတည်ထားပြင်မဲ့ကွက်ကွဲပြသိရမယ့်အရာဖြစ်ပါတယ် soda နဲ့ sparkling water မတူပါဘူးရေနဲ့ soda water လည်းမတူပါဘူးအဲဆိုလို့ရှိရင်ရေဆိုတာ H2O soda ဆိုတာ H2O မှာကာဗွန်ဒိုင်အောက်ဆိုက်ထပ်ပေါင်းလာတဲ့ရိုးရေမှာကာဗွန်ဒိုင်အောက်ဆိုက်ထပ်ပေါင်းလာတဲ့အရေကို soda sparkling water ဆိုတာကျွန်တော် neutrally ပေါ့နော်တဘာဝအတိုင်းရတဲ့ရေကို neutrally sparkling water တဘာဝအတိုင်းထွက်တဲ့ရေကိုတဘာဝအတိုင်းကတ်ထည့်ထားတဲ့ရေကိုဆိုလိုတာဖြစ်ပါတယ်ထိုနစ်တို့ surprise တို့ဒါတွေလည်းတူပါပဲထိုနစ်ဒီစဝေးတို့ပါတို့အားလုံးကတူပါပဲရိုးရေမှာတခြားအချိုဓာတ်အချင်ဓာတ်အခါဓာတ်ဒါတွေကိုပေါင်းစပ်ပြီးတော့လောက်ထားတဲ့အရေကတ်ထည့်ပြီးလောက်ထားတဲ့အရေဖြစ်ပါတယ်ဒါကိုကိုယ်ပြတီးဖို့လိုပါတယ်နောက်တစ်ခုကျတော့ကျွန်တော်တို့ lemonade ပေါ့နော် lemonade ဆိုတာရိုးပုံမှန်အဖြစ် lemonade ကတော့ခမ်းမပါတဲ့အရေတွေဆိုလိုတာဖြစ်ပါတယ် lemonade ဆိုတာခမ်းမပါတဲ့အရေတွေပေါ့နော်lemon ဒီအဝါရောင် lemon ဒီကိုအဝါရောင် lemon ဒီကရတဲ့အရေပေါ့နော်အဝါရောင် lemon ဒီကရတဲ့အရေကိုကျွန်တော်တို့တကြားရေပြားရေဒါစားရှိတဲ့အချိုဓာတ်တွေနဲ့ပေါင်းစပ်ပြီးတော့ဖြော်ဆက်ထားတဲ့အရေကို lemonade လို့ခေါ်ပါတယ်ဒါကို lemonade lemonade ဆိုလို့ရှိရင်လည်းဒါတမယာဒီနဲ့လုပ်တဲ့ရေကို lemonade ပေါ့နော်ဒါ lemonade ပေါ့နော်များသောအားဖြင့် lemonade နိုင်ငံသားတွေက lemonade စစ်လို့ပြောလို့ရှိရင်ဒီမျိုးဆိုလိုတာဖြစ်ပါတယ်သို့ပေမဲ့အများစုကဒီလို lemonade ကိုမတုံးကြပါဘူးဒါပေမဲ့အဲ့ lemonade အစားအောင်မှာကျွန်တော်တို့ဒီဘာတုံးလို့ရလဲဆိုလို့ရှိရင် Sprite တုံးလို့ရပါတယ် Sprite က lemonade ပါပဲ Sprite က lemon ဒီ yellow lemon ဒီနဲ့လောက်တာဖြစ်တဲ့အတွက် Sprite က lemonade ဒီမှာပါတယ်ဘယ်လို lemonade လဲဆိုရင် gas ပါတဲ့ lemonade ပေါ့နော် CO2 ပါတဲ့ lemonade Sprite 7up ဒါတွေတုံးလို့ရပါတယ်ဒါဒီနှမျိုးက lemonade ဖြစ်ပါတယ်lemonade ဆိုလို့ရှိရင် sweet lime soda ဒါကတော့ lemonade ပေါ့နော် sweet တွေက lime soda ဆို lemonade အခုပြောပြရတဲ့အကြောင်းတွေက refreshing drink တွေကိုအသေးစိတ်လေးကိုယ်ပြရှင်းပြသွားတာဖြစ်ပါတယ်အားလုံးနားလည်မလို့ထင်ပါတယ်သိချင်တာရှိရင်လည်း comment ထဲမှာဝင်ရောက်ပြီးမေးခဲ့လို့ရပါတယ်အားလုံးကျေးဇူးတင်ပါတယ်